စဉ်းစားနေပြီလားအခုအမြန်ဒီဖက်ဟာမိတ်စော်လေးကဘာကောင်းလဲဆိုတာလေးကိုစဉ်းစားနေတာပေါ့နော်ဒီစပြလေးကဘာကောင်းလဲဆိုတော့သူမတန်လိန်စီအုပ်စီထောက်ပါတီစီနေရင်းနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့မျိုးတို့ခဏကိုမှသုံးမဲ့ဆိုရင်တော့အသားရည်လေးစုပ်ပြီးအေးပြီးတော့လာပါနေမှာပေါ့နော်နောက်တစ်ခုကကြတော့သူကကက်မီကယ်တန်နည်းနည်းလေးနဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကလေးဆိုရင်လည်းအသင်3နှစ်ကစားပြီးတော့သုံးလို့ရတဲ့ပစ္စည်းလေးဖြစ်တဲ့သူကမြင်နာမှာဆိုရင်တော့ဝက်ချမ်းအစီဖူအစီပြက်နဲ့ပြဿနာကိုတသားစီပြီးတော့ဝက်ချမ်းလေးတွေကိုတစ်ပတ်အတွင်းမှာတီတီတတခြောက်သွားအောင်လုပ်ပေးနိုင်တဲ့စော်လေးဖြစ်ပါတယ်ရှင်အဲ့တော့ fairy စော်ကဘာတွေကောင်းလဲဆိုတော့ TBB ဆိုရင်တော့တက်လေးတွေဒီပြဿနာနဲ့တက်ဆိုင်တယ်ဆိုရင်တော့ပိတ်ဆန်လေးတက်တက်နဲ့150 gram ကကြီးစီတဲ့ဒီစက်ပြားလေးကိုဝက်သုံးကြည့်ဖို့မြတ်ကတော့တိုက်တော့ချင်ပါတယ်ရှင်ဒီစက်ပြားလေးဟာကလေးလူကြီးအကုန်သုံးလို့ရတဲ့အရွယ်3ပါးစလုံးသုံးလို့ရတဲ့အပြင်မှာမြင်နာရောခန္ဓာကိုယ်ရောပါသုံးလို့ရတဲ့ပစ္စည်းလေးဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်မြတ်အိမ်မှာဆိုရင်တော့ဒီစက်ပြားလေးကိုမြတ်အိမ်ကသမီးသားနဲ့မြတ်3ယောက်သုံးမှာပေါ့နော်အရှမ်းကိုမှသုံးလို့ကောင်းတယ်ဟာနှိပ်ဆော့လေးဖြစ်ပါတယ်ရှင်ဘိုင်ဘိုင်TBB ဆိုရင်တော့လာဝယ်လိုက်နော်